ဒီလာကြီးဖြစ်တာဖတ်ကြဖို့မှသူတို့ငါအိမ်မှာထားခဲ့တော့ဒီကြောက်အပြင်းကြီးညမနေ့ပြန်သွားကြမှာဘဲမှာသွားပြန်ပြီဒီကြောက်တလုံးဖျားပဲသွားဒီအပေါ်ဖျားဆုံးမအားလုံးကျင်းလာနေပြီအိမ်မှာ3ရက်တော့ည3နိုင်ကြီးချုပ်တယ်မနေ့တည်းလည်းမနာရအချေဒီမလဲဟိုကတော့ဆရာမလို့တနင်္လာနေ့ညမိတ်ကစလိုက်ရှုံတယ်ဇိုင်းကိုဝတ်ပါအောင်နေဒီချာဝင်နော်ဒီချာဝင်အောင်ဝတ်ပြင်းရင်ဝင်ဖြစ်တယ်ဗျဟိုတီးထားဖြီးလိုက်ရောမဖြီးနဲ့လေအချစ်ချက်လေးပဲဝတ်ပါပွိုင်ဝင်နေခဏကိုလေးအမှရှိတ်ပေါ်ပြီးတော့ဟိုဖြစ်သွားတာနားပါ